Public Bank ကနေ Instapay ပတ်စံထည့်နည်းကိုအခုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ Public Bank ကိုသွားပြီးတော့ CDM Cash မှာ enter နေပြီးဒီမှာကိုကြိုက်တဲ့ဘာသာရေးမယ်ဒီမှာ bill payment okay bill payment ရေးမယ်နောက်ပြီးဒီမှာ accept ကိုနှိပ်မယ်ဗောနော်ဒီမှာကျတော့ Public Bank ကနေ Instapay ဆိုရင်6တင်းနဲ့ပေါ့နော်6တင်းနဲ့ကိုနှိပ်ပေးရမယ်နောက်ပြီး MLS Instapay လို့ပြထားတယ်6တင်းနဲ့ကိုနောက်ပြီး enter ကိုနှိပ်လို့ရှိရင်ခဏလေးဆို okay ဒီမှာကျွန်တော်တို့ Instapay သုံးတဲ့ဖုန်းနံပါတ်ကိုရိုက်ပေးရမှာဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်က63ညကနေရိုက်ပေးရမှာဖြစ်ပါတယ်เนาะကိုသုံးတဲ့ဖုန်းနံပါတ်ကအရှိမ63ညနောက်ပြီးအဲ့ဒါကိုရိုက်ထည့်ပြီးပြီဆိုရင်အမှ correct ကိုနေမယ်နောက်ပြီးဒီမှာအနည်းအောင် press continue အဲ့ဒါကိုနေမယ်နောက်ပြီးဒီမှာပတ်စံထည့်တဲ့ဥစ္စာပွင့်လာမယ်ဟာထည့်ပြီး okay ခဏလေးစောင့်ဒီမှာနည်းနည်းကြာသွားပြီဆိုတော့ကျွန်တော်ထည့်လိုက်တဲ့ပတ်စံကနည်းနည်းအချိုးအခေါက်ပါတယ်ဆိုတော့အပြန်လဲပေးရမယ်ဆိုတော့ဒီမှာ okay ပွင့်လာပြီးနောက်ထပ်တစ်ရွက်အခေါက်မပါတဲ့ပတ်စံနဲ့ပေါ့နော်နောက်ပြီး okay ခဏလေး okay ပွင့်လာပြီဆိုတော့ပြန်ထည့်ပေး okay ဒီမှာဒီကောင်ရပြီဆိုရင်ခဏလေးစောင့်okay ဒီလိုမျိုးပေါ်လာလိမ့်မယ်ကိုထဲတဲ့ငွေပမာဏမှန်တယ်ဆို okay နေမယ် okay ဒီမှာလည်းပြန်စစ်လိုက်ဖုန်းနံပါတ်နဲ့ထဲတဲ့ပမာဏမှန်လားမှန်တယ်ဆိုရင်အဲ့ဒါကိုပြန်နေ yes ကိုပြန်နေပြီးပြီဆိုခဏလေးစာ receipt ကြလာမယ်ကြားရတဲ့ receipt ကငွေမဝင်မချင်းတင်ထားပေးပါနော်ငွေဝင်မှ receipt ကိုပြလို့ရမှာဖြစ်ပါတယ်ဒါဆိုဒီကနေတနိုင်ဆိုရင်ရပြီနော်ပတ်စံ okay ဒါကြတော့ငွေဝင်လာတဲ့ receipt လေးပါတနိုင်ကြာတယ်ပေါ့နော်3နိုင်ခွဲမှပြန်ဝင်သွားတယ် okay ထဲရတာလည်းလွယ်ပါတယ်เนาะအဆင်ပြေကြလိမ့်မယ်လို့ယုံကြည်ပါတယ်เนาะအကုန်လုံးစမ်းကြည့်ပါเนาะငွေထည့်ပြီးရတော့ Instapay ငွေထည့်ပြီးရတော့လဲသွားပြီပေါ့เนาะမှာဆက်တွေ့တဲ့နည်းနည်းတူတယ်ဒါပေမဲ့9နိုင်မတိုက်ခင်ထည့်ထားတဲ့ဆိုရင်တနိုင်လောက်မှဟိုရပတ်စံဝင်လာတယ်ဆိုတာအတည်ပြုလို့ချက်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒီလောက်ပါပဲเนาะ